မင်းသမီးမဆက်နေကြောဒီလောက်လှပြီးအရန်စမတ်ကြနေတာဘာလှုပ်ဝက်ချက်ဖြစ်နိုင်လဲအဖေကတော့တေချာပေါက်ဒီနိုဘိုရဲ့ဝါချိတ် program ပဲဖြစ်ပါတယ်ရှင်ဒီ program မှာဆိုရင်6 week 9 week 12 week ဆိုပြီးရှိတာမို့လို့ဒေါက်တာတွေနဲ့တိုင်ပင်ပြီးတော့မိမိနဲ့အသင့်တော်ဆုံးဖြစ်မဲ့ program ကို join လို့ရပါတယ်ရှင်ပထမဦးဆုံး in-body set မှာကိုယ့်ရဲ့လက်ရှိအလေးချိန်ကိုတိုင်းတာပြီးတော့မှဒေါက်တာနဲ့ consultation အရင်လုပ်ရပါမယ်နော်ဒေါက်တာ recommend ပေးထားတဲ့ program အတိုင်းတစ်ပတ်တစ်ခါစေကန်းကိုလာမှာဖြစ်ပြီးတော့ဒေါက်တာကပမာဏအတိုးလျှော့ကိုညှိပေးမှာဖြစ်ပါတယ်အစားအသောက်ကိုလည်း The Clinic De Novo ရဲ့ကျွမ်းကျင်တဲ့ nutritionist ကိုယ်တိုင်အသေးစိတ်ကအစား guideline ပေးမှာဖြစ်ပြီးတော့မိမိစ join နဲ့တစ်ပတ်ကနေစပြီးတစ်လပြည့်တဲ့အခါသို့မဟုတ်နှစ်လပြည့်တဲ့အခါကျရင်ကိုလိုချင်တဲ့ကျန်းမာတော်လက်တဲ့ခန္ဓာကိုယ်လေးကိုရရှိစေမှာဖြစ်ပါရဲ့ရှင်ဒီနိုဘိုရဲ့ဝါချိတ် program ကခန္ဓာကိုယ်ကိုကျင့်လက်စေပြီးကျန်းမာတဲ့နီလန်းနဲ့လှပတဲ့ကောက်ကြောင်းကိုပိုင်ဆိုင်နိုင်မှုအတွက်ရည်ရတာပါမင်းသမီးမျိုးဆက်နီကြော်လို့ confident အပြည့်နဲ့လှပခြင်းနဲ့ဆိုရင်တော့ဒါဟာမဖြစ်မနေ try ကြည့်တဲ့ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်နော်ဒါကတော့ဒီနိုဘိုရဲ့ပေးပါအသေးစိတ်သိချင်တာရှိရင်ဒီနိုဘိုရဲ့ message box တို့မဟုတ် comment မှာလည်းမေးမြန်းခဲ့လို့ရပါတယ်နော်